Arterial hypertension in adults contact management in conflict affected areas part 2ကိုကျွန်တော်ဆက်လက်ဆွေးနွေးပြပါစီ part 2မှာတော့ clinical assessment and investigations အပိုင်းကိုကျွန်တော်ဆွေးနွေးပါဖြစ်ပါတယ်ကျွန်တော်တို့ clinical assessment လုပ်တဲ့အခါမှာကျွန်တော်တို့ရည်ရွယ်ချက်ထားရပါတယ်ဒီ hypertension နဲ့ပတ်သက်တဲ့ခါမှာကျွန်တော်တို့ထားတဲ့ရည်ရွယ်ချက်ကစုစုပေါင်း5ခုရှိပါတယ်ပထမတစ်ခုကတော့ဒါကတကယ်ပဲသွေးတိုးနေတယ်ဆိုတာကိုကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်ပြီးရင် associated CVD risk factors ကိုကျွန်တော်တို့ရှားပါမယ်ပြီးရင်ဒါ primary လား secondary hypertension လားဆိုတော့ကျွန်တော်တို့ခွဲခြားမှာဖြစ်ပါတယ်ပြီးရင် hypertension ကြောင့်ရထားတဲ့ HMOD တွေကိုကျွန်တော်တို့ရှားပါမယ်ပြီးရင်ဒီသွေးတိုးနဲ့တွဲပြီးတော့လာတဲ့ comorbidities တွေပေါ့လေယောဂအတွဲတွေကိုလည်းကျွန်တော်တို့ကရှားမှာဖြစ်ပါတယ်clinical assessment မှာကျွန်တော်တို့ history နဲ့ physical examination နှစ်ပိုင်းပါပါတယ် history အရဆိုရင်တော့သွေးတိုးတော်တော်များများဟာလက္ခဏာမပြဒါနဲ့အရင်လာတတ်ပါတယ်တခြားအကြောင်းရင်းကြောင့်ကျွန်တော်တို့သူ့ကိုစမ်းသပ်စစ်ဆေးရင်းနဲ့သွေးတိုးရှိနေတယ်လို့သိသွားကြတာတွေများပါတယ်asymptomatic အနေနဲ့လာတတ်ပါတယ်hypertension ဆိုတဲ့ accelerated or malignant hypertension ရဲ့ reflex symptoms တွေအနေနဲ့ကတော့ခေါင်းကိုက်မယ်နောက် visual disturbance တွေရမယ်တခါလေကြာရင် nausea vomiting chest pain seizure ဒါတွေနဲ့လာတတ်ပါတယ်တကယ်လို့များသွေးတိုးကnew onset ဖြစ်ခဲ့တယ်ဆိုရင်တော့ကိစ္စမရှိပေမဲ့ long standing ဖြစ်ခဲ့တယ်ဆိုရင်ဘယ်လောက်ကြာပြီလဲအရင်ကသွေးပေါင်ပမာဏဘယ်လောက်ရှိလဲဘာဆေးတွေတောက်နေတာလဲအရင်ကရောဒီဆေးပဲလားဆေးပြောင်းသွားတာရှိသလားတခြားဆေးတွေတောက်နေတာရှိသလားဆေးတွေကိုတောက်တဲ့အခါမှာခံနိုင်ရည်ရှိရလားတခြား side effect တွေပေါ်ဘူးတာရှိသလားဆေးပုံမှန်တောက်ရသလားနောက်တစ်ခုကကြတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ OC pill တွေတောက်နေသလားအခုလက်တလောကိုဝင်ရှိနေသလားတွေကစကျွန်တော်တို့ကမေးမြန်းမှာဖြစ်ပါတယ်ပြီးရင် risk factors တွေအနေနဲ့CVD risk factors တွေဖြစ်နေနှလုံးသွေးကြောကျဉ်တာနောက်တစ်ခုကလေဖြတ်ဖူးသလားလေဖြန်းဖူးသလားစီးကြိုသွေးကြိုရှိသလားသွေးတွင်းစီတက်နေတာရှိသလားကြောက်ကက်ယောဂါရှိသလားဆလိပ်တောက်သလားဘာစားတောက်တွေပူကြိုက်တတ်တယ်လဲနောက် alcohol တောက်သလား physical activities တွေလည်းမေးသင့်ပါတယ်နောက် psychosocial aspect တွေလည်းမေးသင့်ပါတယ်နောက် depression ရှိနေသလားဒါတွေကမေးသင့်မေးထိုက်တဲ့အချက်လက်တွေဖြစ်ပါတယ်ပြီးရင်တော့ family history ကတော့မမေးသင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ primary hypertension မှာ family history က strong ဖြစ်ပါတယ် family history of hypertension အပြင်တော့ premature CVD တွေနောက်မျိုးရိုးလိုက်ပြီးတော့သွေးတွင်းအဆီများတဲ့ယောဂါတွေမျိုးရိုးလိုက်ပြီးတော့သွေးကြိုရှိတာတွေဒါတွေကမေးသင့်မေးထိုက်တဲ့အချက်တွေဖြစ်ပါတယ် overall cardiovascular risk assessment ကတော့ကျွန်တော်နောက်ပိုင်းမှာဆက်လက်ဆွေးနွေးပါမယ်ဒါကတော့ local guidelines တွေ recommendations တွေအရသွားတာဖြစ်တဲ့အခါကျတော့ဒါကိုတည်တံ့ဆွေးနွေးမှာဖြစ်ပါတယ်ပြီးရင် hypertension နဲ့အပြင်ဒီ coexistent illness တွေကိုလည်းကျွန်တော်တို့ကမေးမြန်းမှာဖြစ်ပါတယ်ဒါတွေကတော့ chest pain shortness of breath palpitation claudication edema headache နောက် blood division noduria hematuria dizziness ဒါတွေကတော့ကျွန်တော်တို့ကဒါ HOMD ကိုလည်းကျွန်တော်တို့ကကြည့်တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ secondary hypertension ရဲ့ symptoms တွေကတော့ဒီမှာကျွန်တော်တို့ဖော်ပြထားတဲ့အတိုင်းပဲသက်ဆိုင်ရာယောဂရဲ့ symptoms တွေကိုလည်းကျွန်တော်တို့ကမေးမြန်းသင့်ပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ရဲ့ဒီ clinical assessment ရဲ့ aim တွေကဒီမှာဒါပြည့်စုံမှာဖြစ်ပါတယ်သွေးတိုးလူနာတစ်ယောက်ကိုကျွန်တော်တို့ physical examination လုပ်တဲ့အခါမှာအရေးကြီးဆုံးကတော့ဒါကတကယ်သွေးတိုးနေတယ်ဆိုတာကို confirm လုပ်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်ပြီးရင်တော့တခြား assessment လုပ်လို့ရတဲ့အရာတွေကတော့ risk factors တွေကို assess လုပ်လို့ရပါတယ် obesity အတွက်ဆိုကျွန်တော်တို့ BMI တိုင်းလို့ရပါတယ်နောက်ဒီclinical evidence of dyslipidemia တွေကိုလည်းကျွန်တော်တို့ကြည့်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီ cardiac examination ဆိုတော့တေချာလုပ်ရပါမယ်ဒီ pulse rate rhythm character GVP pressure နောက် apex beat extra heart sound နောက် basal crackles edema နောက် bruise radiofemoral delay ဒါတွေကဒါတေချာဆန်းသင့်တဲ့အရာတွေဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကcomorbidities or HOMD တွေကိုလည်းကျွန်တော်တို့ကကြည့်ရမှာဖြစ်တယ်လို့နောက်တစ်ခုကကြတော့ secondary cause တွေကိုလည်းကျွန်တော်တို့ကလိုက်ဆန်းရမှာဖြစ်ပါတယ်ဒီမှာတော့ဆန်းလို့ရတဲ့အချက်တွေကတော့တကယ်လို့kidney က blockable ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ PCKD လို့ခေါ်တဲ့ polycystic kidney disease ကိုကျွန်တော်တို့ဆန်းလို့ရပါမယ်ပြီး neck circumference ကိုတိုင်းကြည့်လို့ရပါတယ်တကယ်လို့ဒါဒီလူနာက neck circumference more than 40 cm ရှိရဆို OSA risk ရှိပါတယ်နောက် thyroid ကိုဆန်းသင့်ပါတယ်BMI နဲ့ waist circumference ကိုလည်းဆန်းသင့်ပါတယ်
နောက် fatty deposits တွေရှိသလားနောက် colored striae ပေါ့နော်ဒါကတော့ Cushing disease နဲ့ syndrome တွေမှာတွေ့ရတာရှိရပါတယ်ဒါကတော့ clinical examination မှာလုပ်လို့ရတဲ့အရာတွေဖြစ်ပါတယ် high blood pressure confirmation လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကြီးကျွန်တော်တို့သတိထားပြီးတော့စနစ်တကျလှုပ်ဆောင်ရမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ selection of BP measuring devices ပါကျွန်တော်တို့ non invasive လို့ခေါ်တဲ့ကျွန်တော်တို့အပြင်ကနေတိုင်းလို့ရတဲ့ဒီ BP measuring device တွေက validated ဖြစ်တဲ့ device တွေဖြစ်ရပါမယ်လို့ guideline တွေကပြောထားတာလည်းရှိပါတယ်ကျွန်တော်တို့ let alone မှာဒီမြန်မာနိုင်ငံမှာအသုံးများနေတဲ့ device တွေကတော့ကျွန်တော်တို့က clinical mercury manometer တွေသုံးတယ်နောက်တစ်ခါ Android BP cuff တွေသုံးတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့က digital BP cuff တွေသုံးတယ်ပေါ့နော် electronic digital BP cuff တွေ automated BP cuff တွေလို့လည်းခေါ်ပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့သုံးတယ်နောက်တစ်ခါကျွန်တော်တို့ဒီ ICU ရော HDU sector မှာသုံးတဲ့ဒီ clinical well aligned sphygmomanometer တွေကိုလည်းကျွန်တော်တို့သုံးတာရှိပါတယ်သို့တော်လည်းကျွန်တော်တို့ lateral အနေထားမှာတော့ကျွန်တော်တို့သိသလောက်ကတော့ဒီ Android or ဒီ digital automated BP cuff တွေကိုသုံးတာများပါတယ်ဒါကတော့ကျွန်တော်တို့ရွေးချယ်လို့ရတဲ့ BP cuff အမျိုးအစားတွေဖြစ်ပါတယ်ကျွန်တော်တို့ဆေးကမ်းမှာတိုင်းမဲ့ BP ဟာ clinic or office BP measurement ဖြစ်ပါတယ်ဒီလိုတိုင်းတော့မယ်ဆိုရင်ဘယ်လိုတိုင်းရမလဲဆိုတော့အရင်ဆုံးတော့ကျွန်တော်တို့ဒီ quiet or comfortable temperature ဖြစ်ရပါမယ် quiet room ရှိရမယ်နောက်တစ်ခါကျတော့ဒီ BP မတိုင်းခင်မှာနိုင်ဝက်မတိုင်ခင်မှာကျွန်တော်တို့ဆက်လက် coffee exercise ဒါတွေမလုပ်ထားပါဘူးစီးသွားထားရပါမယ်အနည်းဆုံး6စီကိုရောက်ချင်းမှာတန်းပြီး BP မတိုင်းရပါဘူးအနည်းဆုံး3မိနစ်ကနေ5မိနစ်ထိကျွန်တော်တို့ relax လုပ်ခိုင်းထားရပါမယ်10မိနစ်ခြားပြီးတော့3ခါတိုင်းတင်ပါတယ်အဲ့ဒီ3ခါတိုင်းတဲ့တဲမှာကျွန်တော်တို့က average ပြန်ယူပါတယ်2 measurement ဆို average ပြန်ယူပါတယ်BB တိုင်းတဲ့ခါမှာကျွန်တော်တို့ဒီback supported ဖြစ်ရပါမယ် BB တိုင်းနေတဲ့တောအတွင်းတော့၎င်းတစ်ခုကျွန်တော်တို့3ချိန်တိုင်းပါ3ချိန်တစ်ခုတိုင်းတဲ့တစ်ခုနဲ့တစ်ခုကြားထဲမှာတော့၎င်းစကားမပြောရပါဘူးသုံးတဲ့ BB cuff ကဒီ size ကကျွန်တော်တို့က at least 80% cover ဖြစ်ရပါမယ် arm ကို80% cover ဖြစ်ရပါမယ်တီးလွန်ခြင်းကြီးလွန်ခြင်းလည်းမဖြစ်ရပါဘူး length နှစ်ဖက်စလုံးဟာam bare and resting ဖြစ်နေရပါမယ်ပြီးရင်ကျွန်တော်တို့ထားမဲ့ဒီBB cuff ရဲ့ device ဒီ heart ရဲ့ level မှာရှိနေရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာဆွေးနွေးမယ့်အတိုင်းမှာပါပါတယ်ဒီ level ကိုကျွန်တော်တို့အပေါ်အောက်တင်လိုက်တာနဲ့ BP ကပြောင်းလဲသွားတာဖြစ်ပါတယ်။ခြေထောက်ကတော့ဒီချိတ်ထိုင်တာတို့ဘာလို့မလုပ်ရပါဘူး feet flat on floor ဖြစ်ရပါမယ်။ဒါဒီကျွန်တော်တို့ BP တိုင်းတဲ့အခါမှာရှိရမယ့်လိုက်နာရမယ့်အချက်တွေဖြစ်ပါတယ် examination sequence အနေနဲ့ကတော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲအနည်းဆုံး5မိနစ်ကျွန်တော်တို့ patient ကို rest လုပ်ခိုင်းပါမယ်သွေးပေါင်တိုင်းတဲ့အခါမှာလက်နှစ်ဖက်စလုံးကိုတိုင်းရပါမယ် both arm brachial arteries ကိုကျွန်တော်တို့တိုင်းရမှာဖြစ်ပါတယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအမြင့်ဆုံးကိုကျွန်တော်တို့ယူပါတယ်နှစ်ဖက်ကမတူခဲ့ဘူးဆိုရင်တော့အမြင့်ဆုံးကိုယူပါတယ်အများအားဖြင့်တော့ patient ကိုကျွန်တော်တို့ကထိုင်လျက်တိုင်းတာပိုများပါတယ်ထိုင်မနိုင်တဲ့လူနာတွေဆိုတော့ lying down လုပ်ပါတယ်ပြီးရင်တော့သူတို့ရဲ့ arm ဒီ heart level မှာရှိရပါမယ်မရှိခဲ့ဘူးဆိုလို့ရှိရင်လည်းရှိအောင် support လုပ်ရပါဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကအဝတ်စားတွေကျက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါတွေကိုဖယ်ရှားရမှာဖြစ်ပါတယ်size cuff ရဲ့ size က appropriate size ဖြစ်ရပါမယ်ဒါကိုကျွန်တော်တို့ကဒီ brachial artery ပေါ်မှာကျွန်တော်တို့ဒီ cuff ကိုပတ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ papillary method ကိုအရင်ဆုံးသုံးပါတယ်ဒီ brachial pulse ကိုအရင်ဆုံးစမ်းပါတယ်စမ်းပြီးတဲ့အခါမှာကျွန်တော်တို့က cuff ကို inflate လုပ်ပါတယ်ဘယ်ချိန်ထိလုပ်လဲဆိုတော့ဒီ pulse ကိုစမ်းလို့မမိတဲ့အချိန်ထိ inflate လုပ်ပါတယ်ဒါဒီ systolic blood pressure ရဲ့ဒါအကြမ်းပြင်းသတ်မှတ်ချက် level ဖြစ်ပါတယ် rough estimate ဖြစ်ပါတယ်ပြီးရင်အဲ့ဒီ level ရဲ့အထက်30 mm mercury ကိုကျွန်တော်တို့ကထပ်တင်ပါတယ် for example ကျွန်တော်တို့ဒီperfect လုပ်လိုက်တဲ့အခါမှာ brachial artery ကိုရဲ့ pulsation ကိုကျွန်တော်တို့140 mm mercury မှာစမ်းလို့မရတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ170 mm mercury ထိကျွန်တော်တို့တင်လိုက်တယ်တင်ပြီးရင်ကျွန်တော်တို့ stethoscope ရဲ့ diaphragm ကိုဒီ brachial artery ပေါ်ကိုတင်ပြီးတော့နားထောင်ပါတယ်
အဲ့တော့လေးလျှော့တဲ့အခါမှာပေါ့လေ deflate လုပ်တဲ့အခါမှာလည်းကျွန်တော်တို့က raw ဆိုပြီးတော့မလုပ်ပါဘူးတခါ deflate လုပ်လို့ရှိရင်2 to 3 mm mercury deflate လုပ်သွားပါတယ်လုပ်တဲ့အခါမှာကျွန်တော်တို့ကဘာကိုနားထောင်လဲဆိုရင် tapping sound ကိုနားထောင်ပါတယ်ပထမဆုံးကြားရတဲ့ sound ဒီကျွန်တော်တို့ဒီ Korotkov sound phase 1ဖြစ်ပါတယ်အဲ့ Korotkov phase 1ဒီကျွန်တော်တို့ systolic blood pressure ဖြစ်ပါတယ်အနည်းသက်ဆုံး2 mm mercury ကို record လုပ်ပါတယ်ဆိုပါတော့ပေါ့နော်ကျွန်တော်တို့138 mm mercury မှာကြားရဲဆို140လို့ကျွန်တော်တို့ယူပါတယ်ပြီးရင်ဆက်ပြီးတော့ကျွန်တော်တို့ deflate လုပ်သွားပါတယ်ဒီ tapping sound ပေါ့လေတက်တက်တက်ဆိုတဲ့ tapping sound လုံးဝပျောက်တဲ့အထိယူပါတယ်အဲ့ဒီ sound ဒီကျွန်တော်တို့ဒီပျောက်သွားပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒါကို phase 5 Korotkov sound လို့ခေါ်ပါတယ်အဲ့ဒါဒီကျွန်တော်တို့diastolic blood pressure ဖြစ်ပါတယ်တချို့လူနာတွေမှာအတန်းလုံးဝပျောက်မသွားဘဲနဲ့တိုးသွားတာရှိပါတယ်တိုးပြီးတော့ဆက်ကြားသွားတာရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်တိုးသွားတဲ့နေရာကိုကျွန်တော်တို့ယူပါတယ်အဲ့စတိုးသွားတဲ့နေရာကိုတော့ phase 4 Korotkov sound လို့ခေါ်ပါတယ်အဲ့ဒါဒီ diastolic blood pressure ကိုကျွန်တော်တို့သတ်မှတ်တာဖြစ်ပါတယ်လုံးဝပျောက်သွားတယ်ဆိုရင်တော့လုံးဝပျောက်သွားတဲ့နေရာကိုယူပါမပျောက်သွားဘူးဆိုရင်တော့စပြီးအတန်တိုးသွားတဲ့နေရာကိုယူရမှာဖြစ်ပါတယ်သွေးပေါင်တိုင်းတဲ့အခါမှာကျွန်တော်တို့ကြုံတွေ့လေးရှိရတဲ့ပြဿနာတွေကဘာလဲဆိုတဲ့အခါကျတော့လက်တစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာသွေးပေါင်ပမာဏမတူတာရှိပါတယ်တစ်ဖက်နဲ့တစ်ဖက်သွေးပေါင်ပမာဏသည် more than 10 mm mercury difference ဖြစ်တယ်ဆိုရင်ဒါ significant ဖြစ်တယ်လို့သတ်မှတ်ပါတယ်ဆိုလိုတဲ့သဘောကတော့ဒါဒီအဲ့ဒီနေရာမှာပေါ့လေဒီ aortic or subclavian artery မှာ atherosclerosis ရှိနေတယ်ဆိုတဲ့သဘောကိုပြခြင်းဖြစ်ပါတယ်တကယ်လို့ဒီလိုကွာခြားခဲ့ပြီဆိုရင်တော့အမြင့်ဆုံးသွေးပေါင်ချိန်ကိုယူပါပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က management guide လုပ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ cuff size ကမှားနေတာပေါ့နော်ကျွန်တော်တို့ကပတ်တဲ့ cuff ကိုကျွန်တော်တို့ bladder လို့ခေါ်တာပေါ့နော်အဲ့ bladder ရဲ့ cuff ကကျွန်တော်တို့ကဒီဘယ်လောက်ရှိရမလဲဆိုလို့ရှိရင် standard adult cuff က bladder ဒီ13 to 30 cm ရှိရမယ်ပေါ့နော်အရှည်30 cm နောက်အကျယ်13 cm ရှိရပါမယ်နောက်တစ်ခုကကြတော့ဝါတဲ့ patient တွေဆိုလို့ရှိရင်တော့ bladder ကပိုကြီးတာကိုယူရမှာဖြစ်ပါတယ်ဒါဒီperson နဲ့သွားမယ်ဆိုရင်တော့ကို upper arm လူနာရဲ့ upper arm circumference ပေါ့လေအဲ့ဒါရဲ့ width က 40% ရှိရမယ် length ရဲ့ 80% ရှိရဲ့ bladder ကိုရွေးချယ်ရမှာဖြစ်ပါတယ်နောက်ပြဿနာတစ်ခုက auscultatory gap ပါအဲ့ဒါကတော့အသက်ကြီးတဲ့သွေးတိုးလူနာတွေမှာတွေ့တာများပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကရှေ့မှာ Korotkov sound phase 1မှာယူတယ်လို့ပြောတယ်ပေါ့နော်phase 1ကိုယူတယ်ဆိုတော့တချို့လူနာတွေကphase 1ငါကျွန်တော်တို့ကphase 1ကြားရတယ်ပြီးတဲ့အခါကျလို့ရှိရင်ဂျားထဲမှာတစ်ချက်ဖျောက်သွားပြီးတော့မှပြန်ပေါ်လာတာရှိတယ်အဲ့ဒါကဘယ်ချိန်မှာမမိတတ်ဘူးလဲဆိုတဲ့အခါကျတော့parpetry method နဲ့မစမ်းထားဘူးဆိုလို့ရှိရင်လွတ်သွားတတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီတိုင်းပဲငကြက်တင်ပြီးတော့နားထောင်တဲ့အခါမှာပထမဆုံးကြားရတဲ့အတန်ကိုသူကဒါ Korotkov phase 1လို့သူကယူလိုက်မိတတ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါ phase 1မဟုတ်ဘဲနဲ့ပြန်ပြီးတော့ပေါ်လာတဲ့ Korotkov sound ဖြစ်နေတတ်တယ်။ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ BP ကပေါ့နော် misleading ဖြစ်တယ်ပေါ့နော်။နဲနေတယ်လို့ထင်နေတတ်တယ်ငါ train ပေါ့ treatment ကtarget ရောက်နေပြီလို့ထင်တတ်တယ်ဒါပေမဲ့ Korotkov phase 1ကိုလွတ်နေတာမျိုးရှိတယ်ဒါကြောင့်ကျွန်တော်တို့က parpetry method နဲ့အရင်ဆုံးစမ်းမှာ brachial artery pulsation ပျောက်သွားတဲ့ဟာပြီးတော့မှသာလျှင် auscultatory method ကိုသုံးပါလို့ကျွန်တော်တို့က recommend လုပ်တာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ patient arms က round level ဖြစ်နေတာပေါ့တကယ်လို့ patient ရဲ့ elbow ဟာပေါ့လေ heart level ကနေပြီးတော့7 cm change ဖြစ်တိုင်း change ဖြစ်တာကျွန်တော်တို့က BP measurement က5 mm mercury ပြောင်းလဲတတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့က heart level မှာထားဖို့လိုအပ်ပါတယ်ဒါ hydrostatic pressure ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ BP measurement က arms ကနေရာကအရေးကြီးခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ postural change ပါကျန်းမာတဲ့လူတစ်ယောက်ကထိုင်ရာကနေသို့မဟုတ်လှဲနေရာကနေထလိုက်တဲ့အခါမှာသူ့ရဲ့ pulse rate က11 beat per minute လောက်တက်သွားတတ်တယ် systolic blood pressure 3 to 4 mm mercury လောက်ကျသွားတတ်တယ် diastolic blood pressure က5 to 6 mm mercury လောက်တက်သွားတတ်တယ်
10 မိနစ်2မိနစ်လောက်နေလို့ရှင်တော့ပုံမှန်တိုင်းပြန်ရောက်တတ်ပါတယ်ဒါပေမဲ့ postural hypotension ရှိတဲ့လူနာတွေမှာဆိုရင်တော့သူတို့2မိနစ်ရက်ခိုင်းတဲ့အခါမှာသွေးပေါင်ကဒီ more than 20 ml mercury ထိကျနေတာကိုတွေ့ရတတ်ပါတယ်ဒါကြောင့် postural hypotension ကိုကျွန်တော်တို့စမ်းတော့မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့2မိနစ်မှတ်တရက်ခိုင်းရတာရှိပါတယ်နောက်ဆုံးအရေးကြီးတဲ့ပြဿနာကဘာလဲဆိုတော့ atrial fibrillation ရှိတဲ့ patient တွေဖြစ်ပါတယ်ဒီ patient တွေမှာကျွန်တော်တို့ကသူတို့ကB2B variation ရှိတယ် stroke volume variation ရှိတယ်ဆိုတဲ့အခါကျတော့အဲ့လို patient တွေကိုကျွန်တော်တို့ BP တိုင်းတော့မယ်ဆိုလို့ရှိရင် automated BP measuring device ကိုကျွန်တော်မသုံးခိုင်းပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒီ AF မှာသုံးဖို့ design လုပ်ထားတဲ့ automated BP measuring device မရှိပါဘူး။ဒါကြောင့်ကျွန်တော်တို့ကဒီလူနာတွေဆိုလို့ရှိရင် Android or Mercury BP cuff တွေကိုသုံးခိုင်းတယ်။ပြီးတဲ့အခါကျလို့ရှိရင် papillary method နဲ့ auscultatory method ကိုတေချာကျွန်တော်တို့ဒီလူနာမှာအပြန်ပြန်လှန်ပြန်ပြီးတော့စမ်းခိုင်းတတ်ပါတယ်။ပြီးတော့မှ acceptable average value ကိုပဲကျွန်တော်တို့ပြန်ယူပါတယ်သူ့မှာကျွန်တော်တို့ deflate လုပ်တဲ့အခါမှာလည်းဒီဖြည်းဖြည်းချင်းကိုတော်တော်စိတ်ရှိနဲ့ဒီလူနာတွေမှာ BP measurement လုပ်ဖို့လိုအပ်ပါတယ်ရှေ့မှာဆွေးနွေးသွားတာဒီ clinic or office BP measuring ဖြစ်ပါတယ်နောက်လုပ်လို့ရတာတွေကတော့ home blood pressure monitoring HBPM နဲ့ ambulatory blood pressure monitoring ABPM လို့ဖြစ်ပါတယ်HBPM ဆိုတာကတော့လူနာကိုအိမ်မှာပဲသွေးပေါင်တိုင်းခိုင်းတာဖြစ်ပါတယ်သွေးပေါင်တိုင်းတဲ့ device ဒီအများအပြားတော့လူနာအခုလက်တလုံးမှာကာလမှာတော့အများစုကတော့ဒါ digital BP cuff တွေကိုသုံးတာများပါတယ်တကယ်လို့တယောက်ကတိုင်းပေးနိုင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Android တော့ကျွန်တော် Mercury ကိုသုံးလို့ရပါတယ်သုံးရမယ့် position တွေ condition တွေကတော့ HBPM ဒီ office or clinic BP measurement နဲ့တူပါတယ် protocol ရတော့အိမ်မှာအနည်းဆုံး3ရက်ကနေ5ရက်မနေ့တစ်ချိန်ညနေတစ်ချိန်တိုင်းခိုင်းရပါတယ်တိုင်းတဲ့ချိန်မှာဆေးမတောက်ခင်တိုင်းရမှာဖြစ်ပါတယ်တခါတိုင်းလို့ရှိရင်တော့2ချိန်တိုင်းပါတယ် office မှာ3ချိန်တိုင်းပြီမယ်2ချိန်တိုင်းပါတယ်တိုင်းတဲ့အခါမှာလည်းဒီ condition ဒီရှေ့က office လိုပါပဲ5 minute sitting rest လုပ်ပြီးတော့မှတိုင်းရပါမယ်တစ်ချိန်နဲ့တစ်ချိန်မှာ10 minute ချပြီးတော့တိုင်းရမှာဖြစ်ပါတယ်တိုင်းတဲ့အခါမှာကျွန်တော်တို့ကဘလို့ယူလဲဆိုတဲ့အခါကျတော့တကယ်လို့အနည်းဆုံးပေါ့လေဒီမှာ3 to 7 days လို့ပြောပေမဲ့ကျွန်တော်တို့ကအနည်းဆုံး9ရက်တော့ယူခိုင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပထမဆုံးသော first day ရဲ့ reading ဆိုကျွန်တော်တို့က discard လုပ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကအရင်ကြီးမမှန်တတ်ဘူးလို့ယူဆတဲ့အတွက်ကြောင့် discard လုပ်လိုက်တယ်။လုပ်ပြီးလို့ရှိရင်ကျန်တဲ့BP နေ့ရဲ့ BP measurement ကိုကျွန်တော်တို့ average ပြန်ယူပါတယ်ပြန်ယူပြီးတဲ့အခါမှာကျွန်တော်တို့ဒီ135 or 85 mm mercury ထက်တက်နေပြီဆိုရင်တော့ကျွန်တော်တို့ကဒါ hypertension လို့သတ်မှတ်ပါတယ်ဒါ HBPM ဒီ office or clinic BP နဲ့ကွာတဲ့အချက်ပါကျွန်တော်တို့သုံးတဲ့အချက်ကအချိန်တွေကတော့ဘယ်အချိန်ဒီမှာသုံးတက်လဲဆိုတော့ဒါ hypertension ကဒါ white coat hypertension ကြီးလားအိမ်မှာရောတက်နေရဲ့လားဆိုတာကိုသိချင်ရင်လည်းသုံးပါတယ်နောက်တစ်ခါကျတော့ follow up ပေါ့လေ long term follow up မှာသူ့ရဲ့ဒီအိမ်မှာနေတဲ့အခါမှာသူ့ BP ကိုကျွန်တော်တို့သိချင်တဲ့အခါကျရင်လို့ရှိရင်လည်းတစ်ပတ်မှာတစ်ချိန်နှစ်ကြိမ်ဒီလိုတိုင်းခိုင်းတတ်တာမျိုးရှိပါတယ်တိုင်းရင်လည်းတနေ့မှာတစ်ကြိမ်တိုင်းခိုင်းတာမဟုတ်ရပါဘူးမနက်တစ်ကြိမ်ညနေတစ်ကြိမ်တိုင်းတဲ့အချိန်ဒီမှာတစ်ခါတိုင်းနှစ်ကြိမ်တိုင်းခိုင်းပါတယ် ambulatory BP measurement ကတော့သူကတော့24နာရီလုံးဒါ BP cuff ကလက်မှာပတ်ထားတာဖြစ်ပါတယ်သူ့ကိုလုံးနေတဲ့အချိန်မှာ position ကတော့လမ်းလျှောက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ထိုင်နေတာလည်းဖြစ်နိုင်တယ်လှဲနေတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ strenuous exercise တော့မလုပ်ခိုင်းပါဘူးသုံးတဲ့ device တွေဒီကျွန်တော်တို့သူ validated electronic device တွေဖြစ်ပါတယ်သူက24 hour monitoring ဖြစ်ပြီးတော့အနည်းဆုံး15မိနစ်ကနေနာရီဝက်တစ်ခါသူတိုင်းနေတတ်ပါတယ် average ကတော့20မိနစ်တစ်ခါတိုင်းနေတာဖြစ်ပါတယ် day time ရော night time ရောတိုင်းတာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ကဘာကိုပြန်ယူရလဲဆိုတော့20 valid daytime and 7 nighttime BP reading ဆိုပြန်ယူတာဖြစ်ပါတယ် ABPM မှာ hypertension လို့ပြောမယ်ဆိုလို့ရှိရင်တော့130 or 80 mm mercury အနေနဲ့ယူတာများပါတယ် average အနေနဲ့ပေါ့ဒါပေမဲ့ daytime hypertension လို့ပြောချင်တယ်ဆိုရင် awake မှာဆိုရင်တော့ကျွန်တော်တို့135 85 mm mercury နဲ့အထက်ဆိုရင်တော့ဒါ hypertension လို့ပြောလို့ရပါတယ် night time asleep hypertension ဆိုရင်တော့အိပ်နေတဲ့အချိန်တော်အတွင်းမှာသူ့ရဲ့သွေးပေါင်က120 to 70 and above ကိုတက်နေပြီဆိုတော့လေဒါ hypertension လို့ပြောပါတယ်ဒါကြောင့်ရှေ့ရ guideline တွေမှာဆိုရင်တော့ကျွန်တော်တို့က office BP measurement ကိုကျွန်တော် criteria အနေနဲ့ယူတာဖြစ်ပါတယ်
HPPN နဲ့ ABPM ရဲ့ criteria တစ်မျိုးဖြစ်ကြောင်းဒီမှာတွေ့တာဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအနေအထားဆိုရင်တော့ clinic or office BP measurement ရဲ့ criteria တွေကိုသုံးသင့်တယ်လို့ကျွန်တော်ကတော့တိုက်တွန်းပါတယ်ဘယ်ချိန်ဒီမှာ ABPM or HPPM ကိုသုံးလို့ရနိုင်သေးလဲဆိုတာကိုကျွန်တော်ဒီမှာဆွေးနွေးတာဖြစ်ပါတယ် diagnosis of hypertension မှာလည်းသုံးနိုင်တယ်နောက်တစ်ခုကကြတော့ white coat hypertension or white coat uncontrolled hypertension တွေမှာလည်းသုံးနိုင်တယ်နောက် masked hypertension တွေမှာလည်းကျွန်တော်တို့သုံးနိုင်တယ်တချို့လူနာတွေက circadian BP pattern ဆိုပြောင်းနေတာရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့သိနိုင်တယ် nocturnal BP ကိုလည်းကျွန်တော်တို့သိနိုင်တယ်နောက်တစ်ချက်ကကြတော့ hypertension ကိုကျွန်တော် treatment ပေးပြီးတဲ့အခါမှာ monitoring လုပ်လို့ခါမှာလည်းကျွန်တော်တို့သိနိုင်တယ်နောက်တစ်ချက်ကကြတော့ resistant hypertension ပေါ့ဒါကိုလည်းကျွန်တော်တို့ကတကယ်ပဲ true resistant hypertension လားလို့ကျွန်တော် confirm လုပ်ချင်တယ်ဆိုရင်လည်းသိနိုင်ပါတယ် pregnant woman တွေမှာ white coat hypertension ကို detect လုပ်ချင်လည်းသိနိုင်တယ်ကျွန်တော်တို့ပေးနေတဲ့ဆေးတွေရဲ့ efficacy ကို assess လုပ်ချင်လည်းကျွန်တော်တို့လုပ်နိုင်တယ် long term follow up မှာကျွန်တော်တို့သုံးတဲ့အခါဆိုရင်တော့ ABPM ထက်စာလို့ရှိရင် HPPM ကပိုကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ABPM က24နာရီလုံးသူကဒါကြီးကိုတက်ထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဒါတွေကတော့ဒီ ABPM and HPPM ကိုကျွန်တော်တို့ clinical မှာဘယ်လိုမျိုးအသုံးချလို့ရလဲဆိုတော့ဆွေးနွေးတာဖြစ်ပါတယ်ကျွန်တော်တို့ office BP ABPM HPPM တွေဘယ်လိုတိုင်းရမလဲလို့ဆွေးနွေးပြီးသွားရင်ကျွန်တော်တို့က diagnosis of hypertension ကိုရမည်လို့ကျွန်တော်တို့ကယူဆပါတယ်ဒါကတော့ကျွန်တော်ပြန်လည်ပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ် hypertension ရဲ့ classification နဲ့သူတို့ရဲ့ criteria တွေကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်CVD risk assessment ကိုကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ CVD risk assessment ဆိုတာက CVD မရှိသေးဘူး။ဒါပေမဲ့ဒီလူနာတွေဟာနောက်10နှစ်မှာ CVD ရမယ်လို့ကျွန်တော်တို့မှန်းလို့ရပါတယ်။အဲ့လိုရှိရဆိုလို့ရှိရင်အဲ့ဒါအတွက်ကျွန်တော်တို့က primary prevention လုပ်ဖို့လိုအပ်ပါတယ်။ဒါအတွက်ကျွန်တော်တို့ကဒါကိုထည့်သွင်းဆွေးနွေးရတာဖြစ်ပါတယ်။ hypertension patient တွေမှာကျွန်တော်တို့က CVD risk ကိုကျွန်တော်တို့တက်ထုတ်ရတယ်ဒါမှသာလျှင်ကျွန်တော်တို့ကဆေးပေးတဲ့အခါမှာကျွန်တော်တို့ဒီ risk ကိုချမယ်ဆေးပေးမပေးကျွန်တော်တို့သုံးလို့ရမှာဖြစ်တယ်နောက်တစ်ခုကကြတော့ BP reduction control ကိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့တွေးရမှာရှိတယ်ဆိုတော့အများဖြင့်တော့ laboratory နဲ့ accessible ဖြစ်လာမဖြစ်လာပေါ်မှာမူတည်ပြီးချက်နှစ်ခုခွဲတယ်ပေါ့လေဒါ WHO ရဲ့ risk assessment chart ပေါ့ပထမတစ်ခုက non laboratory based risk chart ပေါ့ဒီမှာကျွန်တော်တို့ဘာတွေပဲပါလဲဆိုတော့ယောက်ျားမိန်းမခွဲတယ်အသက်တွေခွဲသွားတယ်နောက်တစ်ခါကျတော့ smoker non smoker ခွဲသွားတယ်နောက် SPP ပေါ့နော် systolic blood pressure ကိုကျွန်တော်တို့ဒီဘက်မှာကြည့်ရယ်နောက် BMI ကြည့်ရယ်ဆိုတော့ကျွန်တော်တို့ကဒါကဘာမှ laboratory ကိုကျွန်တော်တို့မရှိလဲသုံးလို့ရတယ်ပေါ့နော်တကယ်လို့ဒါကျွန်တော်တို့က cholesterol စမ်းခဲ့နိုင်တယ်ဆိုရင်တော့ဒီချက်ကိုသုံးလို့ရတယ်ပေါ့လေဒီ CRD ဆိုတာကဒီ Southeast Asia region ရဲ့မှာဒီကကျွန်တော်တို့မြန်မာပါတယ်ပေါ့နော်ဒီမြန်မာအတွက်ထုတ်ထားတဲ့ chart ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဥပမာဆိုပါစို့ပေါ့နော်အမျိုးသားအသက်က60သူကသွေးတိုးပြီးလာတယ်ဆိုတော့အမျိုးသားဖြစ်တဲ့အတွက်ကြောင့်ဒီမှာပေါ့နော်ကျွန်တော်တို့ကသူ့ဆက်လက်တောက်လားမတောက်လားမေးလိုက်တဲ့အခါမှာသူကဆက်လက်ကတောက်တယ် smoker သူ့ကိုသွေးပေါင်တိုင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကခုန BP measurement ရဲ့ protocol တွေအကုန်လုံးကိုကျွန်တော်တို့ကပြီးတဲ့အခါမှာသူ့ရဲ့ SPP က150ဖြစ်တယ်ဆိုလို့ရှိရင်ဒီရဲ့ဝင်သွားအသက်60အုပ်စုထဲမှာကျွန်တော်တို့က smoker တွေကိုဝင်သွားသူ့ BMI ကိုတက်ထုတ်လိုက်တဲ့အခါမှာ BMI ကဆိုပါစို့ပါနော် smoker ထဲမှာသူ့ BMI က20 to 24ဖြစ်တယ်ဆိုဒီ line ထဲမှာအသက်60သွေးပေါင်ချိန်က150ဆိုရင်သူ့ရဲ့ CVD risk က15% ဖြစ်သွားပြီ 15% ဆိုလို့ရှိရင်ကျွန်တော်တို့10 to 20% နဲ့ဝင်သွားပြီဆိုလို့ရှိရင်ဒီလိမ်မော်ရောင်ထဲကိုရောက်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို CVD risk ချတဲ့ဆေးပေးလို့ရတယ်ဆေးဒီတစ်မျိုးပဲရှိတယ်atorvastatin ဖြစ်တယ်ပေါ့လေဒီ statin ဖြစ်တယ် statin အုပ်စုကိုကျွန်တော်တို့ကဒီမှာစပြီးတော့ပေးလို့ရပါပြီဆိုတော့ hypertension patient မှာဒါကသုံးသင့်တဲ့ကိစ္စဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ကဒီcholesterol တိုင်းလို့ရတယ်ပေါ့လေ cholesterol တိုင်းလို့ရတယ်ဆိုဒီချက်ကိုသုံးတယ်အဲ့မှာ RBS တွေတိုင်းလို့ရတယ်ပေါ့လေ RBS တွေတိုင်းလို့ရတယ်ဆိုရင်ကျွန်တော်တို့ဒီ diabetes လား non diabetes လားကျွန်တော်တို့ကခွဲလိုက်ရတယ်ယောက်ျားမိန်းမ smoker non smoker age SPP cholesterol ဒါနဲ့ပဲကျွန်တော်တို့က check ထဲကိုကြည့်ပြီးတော့ percentage ကိုတွက်လို့ရပါဒါကဘာကိုပြတာလဲဆိုတော့နောက်10နှစ်မှာ10-year risk of fatal or non fatal cardiovascular event အဲ့ဒါကိုကျွန်တော်တို့ကတွက်ထုတ်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီnon laboratory chart မှာဆိုလို့ရှိရင် more than 10% ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ risk ကများပါပြီဒီမှာဆိုလို့ရှိရင်တော့
more than 10 to 20% ဆိုလို့ရှိရင်တော့ကျွန်တော်တို့က risk များတယ်လို့ကျွန်တော်တို့သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့ရှေ့က chart ကရှုပ်ထွေးတယ်ရှုပ်သေးတယ်ဆိုရင်ပို့ပြီးတော့ simplify ဖြစ်တာသုံးချင်တယ်ဆိုရင်တော့ဒါကိုသုံးလို့ရတယ်ပေါ့လေ ISH ကrisk stratification ကိုသုံးလို့ရတယ်သူ့မှာဆိုရင်တော့ကျွန်တော်တို့ကဘာကိုသုံးထားလဲဆိုတဲ့အခါကျတော့ BP ရယ်နောက်တစ်ခါကျတော့ CVD risk တွေရယ်ကိုသုံးထားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့သုံးထားတဲ့ risk factors တွေကဒီမှာ other risk factors ဆိုဒီထဲမှာရှိတယ်အသက် sex ပေါ့နော်အသက်ဆို65နှစ်ကျော်မယ်ယောက်ျားတွေကပို့ဆိုတယ် heart rate ကိုကျွန်တော်တို့ကြည့်ရတယ်80 more than 80ပေါ့နော်နောက် body weight တက်မယ် BMI နဲ့တွက်ပါတယ် diabetes ရှိသလားနောက် high cholesterol ရှိသလား family history of CVD hypertension early onset menopause smoking habit psychosocial or socio-economic factors တွေရှိလားဒါတွေကိုကျွန်တော်တို့ကြည့်ရပါတယ်နောက်က HMOD ကိုကြည့်ရပါတယ် LVH ရှိသလား CKD ရှိသလားနောက် other available organ damage ဒါတွေကတော့ကျွန်တော်တို့နိုင်ငံမှာစမ်းလို့ရမှာမဟုတ်ပါဘူးတခြား disease တွေရှိသလားပေါ့နော် CHD coronary heart disease ရှိသလား heart failure stroke peripheral vascular disease AF ရှိသလားနောက် CKD ရှိသလားဒါတွေကိုကျွန်တော်တို့ကြည့်ပြီးတဲ့အခါမှာဒီမှာကျွန်တော် risk ကိုတွက်လို့ရပါတယ်ဒီမှာဆိုရင်သိပါလိမ့်မယ် high normal ဘာကြောင့်ပါလာလဲဆိုတဲ့အခါကျတော့ဒီမှာ high normal ရှိရယ် high normal BP ထဲတော့ဝင်တယ် risk factor တွေမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့ CVD risk ကနည်းပါတယ် risk factor 1 or 2 risk factor ရှိရဆိုလဲနည်းသေးတယ်ဒါပေမဲ့ more than 3 factor ရှိပြီဆိုတော့ moderate ထဲကိုဝင်လာပြီးတော့သူကတစ်ခုခုနဲ့တွဲတယ်ပေါ့နော် high normal ဖြစ်တယ် diabetes ဖြစ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ CVD risk ကတက်တယ်ဒါကြောင့်ကျွန်တော်တို့ဟာ diabetes တွေမှာ SPP 130 and 85 above ဆိုလို့ရှိရင်ကျွန်တော်တို့ antihypertensive ထည့်လို့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ concept ကိုရမှာဖြစ်ပါတယ်ဒါကြောင့်diabetes with hypertension လို့ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ definition က130 and 85 above လို့ရေးထားတဲ့guideline တွေစာတွေကိုတွေ့မယ်ဟေ့ဆိုလို့ရှိရင်เนาะဒါလေးကနားလည်သွားလိမ့်မယ်လို့ယူဆပါတယ်ဒါကတော့ကျွန်တော်တို့ classification stratify risk stratification လုပ်တဲ့ဒါ simplify method ဖြစ်ပါတယ်ဘလို့ investigation တွေလုပ်မလဲလို့တွေးရတဲ့အခါမှာကျွန်တော်တို့ရဲ့လက်ရှိအနေထားရဆိုရင်တော့အကုန်လုံးတော့မလုပ်နိုင်ဘူးပေါ့လေဒါကြောင့် essential investigation အနေနဲ့ကတော့ကျွန်တော်ကတော့အနည်းဆုံးတော့3ခုသို့မဟုတ်4ခုလုပ်လို့ရစီခြင်းတယ်ပေါ့နော်ပထမတစ်ခုကတော့ 12 ECG ကျွန်တော်တို့လုပ်တင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းပို့ပြီးတော့ကျွန်တော်တို့လွယ်ကူတာက urine dipstick test လေးမှာ protein urea ကိုကြည့်ချင်တယ်ပေါ့နော် creatinine စစ်လို့ရရင် creatinine စစ်စေချင်တယ်ဒီ3ခုလေးကတော့ essential ဖြစ်တယ်ဒီမှာ number 4ကတော့ blood glucose ကိုတိုင်းစေချင်တယ် RBS တိုင်းတာကတော့ကျွန်တော်တို့ကလွယ်တယ်ဒါကြောင့်နောက်ဆုံးပေါ့ကိုယ်စီမှာဘာမှမရှိဘူး ECG လည်းမရှိဘူး creatinine လည်းမစမ်းနိုင်ဘူးဆိုရင်တော့မှ RBS နဲ့ဒီ urine dipstick test လေးကကျွန်တော်တို့ကိုအများကြီးထောက်ကူပြုမှာဖြစ်ပါတယ်ဒီလိုလုပ်နိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ကဒါ blood test တွေမှာ electrolytes တွေစမ်းတင်တယ် creatinine စမ်းတင်တယ်ဒီပေါ်ကနေမို့ဒီပြီးတော့ကျွန်တော်တို့ EGFR တွက်လို့ရတယ်ပေါ့နော် lipid profile fasting glucose dipstick test တွေ 12 ECG တွေဒါတွေကစမ်းတင်တယ် optimal အနေနဲ့ကတော့အများကြီးစမ်းလို့ရတယ်ဆက်ပြီးတော့သွားချင်တယ်ဆိုရင် echo ရိုက်လို့ရတယ် carotid ultrasound မှာကျွန်တော်တို့ကplex တွေကြည့်လို့ရတယ် renal နဲ့ adrenal imaging တွေသွားလို့ရတယ် fundoscopy ရှိရင် fundoscopy ကြည့်လို့ရတယ် brain CT နဲ့ MRI ကတော့ဘယ်ချိန်မှာကြည့်ရလဲဆိုတော့သူမှာဒီလူနာမှာပေါ့နော်ဒီ cerebrovascular disease ကရှိလိမ့်မယ်လို့ယူဆတဲ့ခါကြလို့ရှင်တော့လုပ်စီခြင်းနဲ့ functional test တွေအနေနဲ့ကတော့ Anger Brachial Index ကိုလုပ်လို့ရတယ်ဒါကတော့ peripheral vascular disease with hypertension တွဲနေပြီဆိုရင်တော့လုပ်တင်တယ်ပေါ့နော်ဒါတကယ်လို့ secondary hypertension လို့ suspect ဖြစ်တယ်ဆိုလို့ရှိရင် suspect ဖြစ်တဲ့ disease ပေါ်မှာမူတည်ပြီးတော့ဒီ further testing တွေလုပ်လို့ရပါတယ်နောက် urinary albumin creatinine ratio ကတော့ကျွန်တော်တို့က early detection of ဒါ renal insufficiency in hypertension ကိုကျွန်တော်တို့သိနိုင်တယ် serum uric acid level တွေကျွန်တော်တို့တိုင်းလို့ရတယ် liver function test ကတော့ဘယ်ချိန်ဒီမှာတိုင်းလဲဆိုတော့ alcohol နဲ့တွဲတဲ့အခါကျရင်တိုင်းတယ်နောက်က pregnancy မှာ hypertension ရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့တိုင်းတယ်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ကဒီလူနာမှာဆေးတချို့ပေးထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ liver function test ကိုကျွန်တော်တို့စမ်းတင်တာရှိပါတယ်ဒါကတော့ Davidson နဲ့ကစာတွေကိုပြင်ပြတာဖြစ်ပါတယ်ဒီထဲမှာရှေ့မှာမပါသွားတာကတော့ thyroid function test ကစမ်းသင့်တယ်ဆိုတဲ့ထဲမှာပါမယ်နောက်ကကျွန်တော်တို့ chest x-ray ပါမယ်ပေါ့လေဒီနှစ်ခုကတော့ရှေ့မှာမပါသွားတာလေးရှိပါတယ်
ဒီ drugs or substance exacerbator or inducer of hypertension ကတော့ကျတို့မပြတ်မကွက်လုပ်တင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြာရင်သွေးတိုးကထိန်းလို့မရဘူးဆိုတဲ့အချိန်မှာဒီဆေးတွေပေးထားလားလို့ဆရာတို့တစ်ချက်ပြန်ပြီးတော့သုံးသပ်တင်ပါတယ်အောက်ဆုံးဖြစ်တဲ့ herbal and other substance ကတော့ကျွန်တော်တို့လွတ်နေတဲ့အချက်ဖြစ်ပါတယ်alcohol တောက်နေတာလားမာဟွမ်နဲ့ဂျင်ဆန်ကတော့ကျွန်တော်တို့တရုတ်ဆေးတွေဖြစ်တယ် licorice ကတော့နွယ်ချိုဖြစ်တယ်စိန့်ဂျွန်ဝတ်ကတော့ကျွန်တော်တို့ X ဆေးအနေနဲ့ဒီထုတ်ထားတာမျိုးတွေရှိရပါတော့ယူဟင်ဘိုင်းကတော့ပုံမှန်အားဖြင့်တော့ဒါကာမအားထိုးဆေးတွေတောက်နေတတ်တာမျိုးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့တွေလွတ်နေတတ်တာရှိတဲ့အတွက်ကြောင့်ဒါကတော့မပြတ်မကွက်လေဆရာတို့တေချာပြန်ပြီး assess လုပ်တင်တယ်လို့ပြောရင်းနဲ့ကျွန်တော်တို့ part 2 ပြီးပါတယ် part 3မှာပြန်ပြီးတော့ကျွန်တော်ဆက်ဆွေးနွေးပါမယ်